ဒီနေ့1379ခုနှစ်တော်တလင်းလာပြီဒီဝါရောဂါကာသမေယနာဘုရားတည်းဒီလာဆောင်ပြင်းရဲ့စာရှိတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတဲ့နောက်ဘုရားတို့တရားစကားနာကြားကြရအောင်နော်အဲ့တော့ကတိဟာတော်တလင်းလာပြီဒီအဲ့တော့တော်တလင်းလာပြီဒီဘာနည်းလို့ခေါ်လဲဆိုရင်တော်တလင်းလာပြီဒီကဘာနည်းလဲဆိုရင်ခုပြောနေကြတာကရုဓမ္မအခါတော်နေတဲ့ဒါအားလုံးကြားမှုရတယ်နော်တော်တလင်းလာပြီဒီကရုဓမ္မအခါတော်နေဘာနည်းလဲဆိုရင်ကရုဓမ္မအခါတော်နေအဲ့တော့ကရုဓမ္မဆိုတာကဘာလဲဆိုတော့ကရုဓမ္မဆိုတာ၅ပါးသီလနော်ကရုဓမ္မဘာလဲဆိုရင်၅ပါးသီလတော့၅ပါးသီလကိုကရုဓမ္မလို့ခေါ်တယ်။ဘာဖြစ်လို့ကရုဓမ္မလို့ခေါ်ရလဲဆိုဒီ၅ပါးသီလကအလေးကရုပြုပြီးတော့စောင့်သိရမယ့်တရားဖြစ်တယ်။ကောင်းဖို့ပစိုးကဲလို့မြဲအောင်အလေးကရုပြုပြီးတော့စောင့်သိရမယ့်တရား။အဲ့ဒါကြောင့်၅ပါးသီလကိုကရုဓမ္မလို့လည်းခေါ်တယ်။နောက်တစ်ခါဘာလို့ခေါ်သေးလဲဆိုတော့ကုဓုဓမ္မလို့လည်းခေါ်တယ်။ကုဓုဓမ္မဆိုတာကုဓုတိုင်းသူတိုင်းသားတွေကျင့်သုံးတဲ့တရားတဲ့အဲ့ဒါကြောင့်မို့လို့ကုဓုဓမ္မလို့လည်းခေါ်တယ်ဒုတိယနာမည်ကကုဓုဓမ္မဘာလဲဆိုရင်ကုဓုဓမ္မကုဓုတိုင်းသူတိုင်းသားတွေကျင့်သုံးတဲ့တရားဦးဇင်းတို့950ဇက်တော်တွေမှာကုဓုဓမ္မဇက်ဆိုပြီးတော့ဇက်တော်တစ်ခုရှိတာဟုတ်နော်အဲ့တော့ဒီသောတလင်းလာပြီးနေမှာဒီကုဓုဓမ္မလို့ခေါ်တဲ့၅ပါးသီလကိုစသည်ကျင့်သုံးကြလို့ဘို့တဲ့ဒီသောတလင်းလာပြီးနေကရုဓမ္မအခါတော်နေ့တနည်းအားဖြင့်ကုဓုဓမ္မအခါတော်နေ့ဆိုပြီးတော့အဲ့လိုခေါ်ကြတာနော်၅ပါးသီလကိုအဲ့ဒီတိုင်းခေါ်ကြတယ်အဲ့တော့ကတိဦးဇင်းတို့ကုဓုဓမ္မလို့ခေါ်တဲ့၅ပါးသီလရဲ့အကြောင်းနဲ့၅ပါးသီလရဲ့အကျိုးတရားတွေကတိဦးဇင်းတို့မှတ်သားကြရအောင်ပေါ့နော်ဦးဇင်းတို့ကထာဝတ္ထုအထက်ကရာမှာဒါနကုသိုလ်၅၃မျိုးရဲ့အကြောင်းကိုပြတဲ့နေရာမှာနောက်ဆုံးဒါနကုသိုလ်ကဒါနကုသိုလ်ရဲ့နာမည်ကဘာလဲဆိုတော့ဝိတတိဒါနာဘာလဲလဲဆိုရင်ဝိတတိဒါနာအဲ့တော့အဲ့ဒီဝိတတိဒါနာဆိုတာဘာလဲဆိုတော့တခြားမဟုတ်ဘူးလေဆိုတာ၅ပါးသီလတရားဘာတရားလဲဆိုရင်၅ပါးသီလတရားဒီမှာ၅ပါးသီလကိုဝိတတိဒါနာဆိုပြီးတော့သုံးထားတာနော်၅ပါးသီလဟာဒါနကုသိုလ်ဖြစ်တယ်၅ပါးသီလစောင့်တည်တဲ့ပုဂ္ဂိုလ်ဟာဒါနကုသိုလ်လည်းပြုရရောက်တယ်အဲ့မဲ့သုံးတာနော်၅ပါးသီလကိုဝိတတိဒါနာတဲ့အဲ့ဒီစကားလုံးဦးဇင်းတို့တော့သိမတွေ့ဘူးနော်နောက်တစ်ခါအင်္ဂုတ္တရပါဠိတော်မှာကျတော့ဘယ်လိုပြောထားသလဲဆိုတော့၅ပါးသီလမဟာဒါနာနော်ဘယ်လိုခေါ်သလဲဆိုရင်မဟာဒါနာကြီးကျယ်မြင့်မြတ်တဲ့အလှူဘယ်လိုလုပ်လဲဆိုရင်ကြီးကျယ်မြင့်မြတ်တဲ့အလှူအဲ့တော့၅ပါးသီလကိုအဲ့ဒီလိုပြောထားတာနော်ဝိရတိဒါနလို့လည်းပြောတယ်ဝိရတိဆိုတာတော့ရှောင်ကျင်တာပဲနော်ရှောင်ကျင်ပြီးတော့လှူဒန်းတဲ့ကုသိုလ်နောက်တစ်ခါမဟာဒါနာတဲ့ကြီးကျယ်တဲ့အလှူဒါနာအဲ့လိုလည်းပြောတာပေါ့နော်အဲ့တော့၅ပါးသီလကိုဒါနကုသိုလ်လို့ပြောတယ်၅ပါးသီလစောင့်တဲ့ပုဂ္ဂိုလ်ဟာအလူဒါနကိုလည်းပဲလူတန်းရရောက်တယ်အဲ့လိုပြောတာပေါ့နော်အဲ့တော့၅ပါးသီလကိုဘာဖြစ်လို့ဒါနကုသိုလ်လို့ခေါ်ရတာလဲဆိုတော့တဲ့အဲ့ဒီမှာအကြောင်းပြတာအကြောင်းပြတာအဘယဒါနကာယဘေးမဲ့အလူကိုလူရရောက်သောကြောင့်အကြောင်းပြတာလဲဆိုရင်ဘေးမဲ့အလူကိုလူရရောက်သောကြောင့်အဲ့ဒါကြောင့်မို့၅ပါးသီလကိုဒါနကုသိုလ်လို့ခေါ်ပါတယ်နောက်တော့အဲ့ဒီမှာဆက်ပြထားတာက၅ပါးသီလကျင့်သုံးတဲ့ပုဂ္ဂိုလ်ကတတ္တဝအားလုံးရဲ့အပေါ်မှာအရာဌာန၃မျိုးကိုလူတန်းရရောက်တယ်နော်၃မျိုးလူတန်းရရောက်တယ်အဲ့ဒီ၃မျိုးကဘာလဲဆိုတော့နံပါတ်၁ကခုနကလည်းလူပဲပေါ့အဘယဒေတိဘေးမဲ့အလူကိုလူရရောက်တယ်တစ်ကဘာလဲဆိုရင်ဘေးမဲ့အလူကိုလူရရောက်တယ်နံပါတ်2ကအဝိဒံဒေတိရံမရှိခြင်းအလူကိုလူရရောက်တယ်နှစ်ကဘာလဲဆိုရင်ရ
ရံမရှိခြင်းအလူကိုလူရာရောက်တယ်နံပါတ်3ကအပြာပစ္စံဒေတိကိုယ်စိတ်သိရမှုမရှိခြင်းအလူကိုလူရာရောက်တယ်သုံးကပါလဲဆိုရင်ကိုယ်စိတ်သိရမှုမရှိခြင်းအလူကိုလူရာရောက်တယ်အဲ့တော့ငါးပါးသီလဆောင်တဲ့ပုဂ္ဂိုလ်ဟာတတ္တဝါတွေအားတတ္တဝါတွေရဲ့အပေါ်မှာတတ္တဝါအားလုံးရဲ့အပေါ်မှာအဲ့ဒီသုံးမျိုးလူတန်းရာရောက်သွားတယ်နော်နံပါတ်1ဘေးမဲ့အလူကိုလူရာရောက်တယ်နံပါတ်2ရံမရှိခြင်းအလူကိုလူရာရောက်တယ်နံပါတ်3ကိုယ်စိတ်သိရမှုမရှိခြင်းအလူကိုလူရာရောက်တယ်အဲ့ဒါကြောင့်မို့ငါးပါးသီလကိုဒါနကုသိုလ်လို့ခေါ်တယ်အဲ့လိုပြောတာပေါ့နော်ဘေးမဲ့အလူရံမဲ့အလူကိုယ်စိတ်သိရမှုမရှိခြင်းအလူကိုလူတန်းရာရောက်တယ်အဲ့ဒါကြောင့်လို့သူဒါနကုသိုလ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့စဉ်းစားကြည့်ရအောင်ပေါ့ဦးဇင်းတို့ရဲ့ပတ်ဝန်းကျင်မှာပေါ့ကိုရက်ွက်ကိုရဲ့ကိုမြို့မှာပေါ့သူတို့ဘာအသက်ကိုတက်တဲ့ပုဂ္ဂိုလ်အန္တရာယ်ရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဆိုရင်ကဲကိုတို့သွားရလာရတာဟိုကကိုတို့ကြောက်နေတာဘေးရှိနေတယ်မို့လားနော်ရန်ရှိနေတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ကိုယ်စိတ်သိရရတယ်ဦးဇင်းတို့ဒီကိစ္စဆိုရင်ပို့ပြီးတော့ထင်ရှားတာပေါ့ဟုတ်တယ်မလားနော်ဦးဇင်းတို့ဟိုနဲ့ဒီနဲ့သွားတာဟိုကဦးဇင်းတို့တွေဘေးရှိတယ်ရန်ရှိတယ်အကုန်လုံးကိုယ်စိတ်သိရနေရတယ်မို့လားဟုတ်တယ်မလားနော်ပတ်ဝန်းကျင်မှာအဲ့ဒီလိုပုဂ္ဂိုလ်တွေရှိရင်ကိုယ်တွေဘေးရန်ရှိပြီးတော့စိတ်သိရနေရတယ်ပေါ့နော်အဲ့တော့ပုဂ္ဂိုလ်တယောက်ကနေပြီးတော့သူတို့ဘာအသက်ကိုမတက်တော့ပါဘူးဆိုပြီးတော့သီလဆောက်တည်လိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ပတ်ဝန်းကျင်ကလူတွေတတ္တဝါအားလုံးကသူ့အတွက်နဲ့ဘေးမရှိတော့ဘူးဟုတ်တယ်ဟုတ်လားနော်ဒီပုဂ္ဂိုလ်ကမတက်တော့ဘူးဆိုတော့အဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေဘေးရှိသေးသလားဆိုရင်မရှိတော့ဘူးနော်ရန်ရှိသေးသလားဆိုရင်မရှိတော့ဘူးနော်အဲ့တော့ဒီပုဂ္ဂိုလ်ကငါ့ကိုအန္တရာယ်ပြုမှလားဆိုရဲကိုယ်သိရင်စိတ်သိရင်ရှိသေးသလားဆိုရင်မရှိတော့ဘူးအဲ့ဒါကြောင့်မို့လားသူတို့ကအသက်ကိုမတက်တော့ပါဘူးဆိုပြီးတော့သီလဆောက်တည်လိုက်တာအဲ့ဒီသုံးမျိုးကိုလူတန်းတယ်လို့ဖြစ်သွားတယ်တတ္တဝါတွေရဲ့ပုံမှာနော်အဲ့ဒီသီလဆောက်တည်တဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့နော်ကိုယ်အကြောင်းပြုပြီးတော့တတ္တဝါတွေဘေးလည်းမရှိတော့ဘူးရန်လည်းမရှိတော့ဘူးကိုယ်သိသိရစရာလည်းမလိုတော့ဘူးတဲ့အဲ့ဒါကြောင့်မို့လားငါးပါးသီလကိုဝိရတိဒါနလို့လည်းပြောတယ်နောက်ကမဟာဒါနကြီးကျယ်မြင့်မြတ်တဲ့လူဒါနလို့လည်းပြောတယ်စဉ်းစားကြည့်လိုက်ဟုတ်တာပဲပေါ့နော်ကိုယ့်အတွက်နဲ့ကျန်တဲ့တတ္တဝါတွေဘေးမရှိတော့ရန်မရှိတော့စိတ်ချမ်းသာပါပြီလို့ဘေးမဲ့အလူဘေးလူဒီသာဖြစ်သွားတာဟုတ်နော်အဲ့ဒါပို့ပြီးတော့မြင့်မြတ်တယ်အဲ့ဒါကြောင့်မို့သူကဒါနကုသိုလ်လို့ခေါ်တယ်နော်အဲ့တော့တတ္တဝါတွေကအပြစ်သေးမှန်သူကသိရမယ့်အဖြစ်ကအကြီးဆုံးပဲပေါ့နော်သိရမယ့်ဘေးဆိုရင်တတ္တဝါတိုင်းကြောက်ကြတယ်ဦးဇင်းတို့စဉ်းစားကြည့်လိုက်ရင်ကိုကြောက်စရာကြီးကိုဟုတ်တယ်မလားနော်အဲ့တော့သူကသက်ပိဘာယန္တိယစုတော်တဲ့တတ္တဝါအားလုံးဟာသိရမယ့်ကြောက်ကြတာကြီးပဲပေါ့နော်ကဲဥပမာအပြင်နွားလေးတစ်ကောင်ပေါ့နွားတစ်ကောင်ကိုတက်မယ်ဆိုပြီးတော့နွားသက်ကုန်းကိုခေါ်သွားတာအဲ့တော့နွားလေးကလည်းတိတာကိုသူ့ကိုတက်မယ်လို့ခေါ်သွားတာကိုသူကတိတယ်အဲ့ဒီကကျတော့သူကမျက်ရည်လေးကြာပြီးတော့မလိုက်ရှင်နဲ့လိုက်သွားတာဟုတ်နော်မျက်ရည်လေးကြာနေတယ်အဲ့ဒီအချိန်မှပဲအဲ့ဒီနွားလေးကိုမတက်တော့ပါဘူးဆိုပြီးတော့လွတ်လိုက်တယ်ဘေးမဲ့ပြီးလိုက်တယ်ဆိုရင်အဲ့ဒီနွားလေးကယူရူခုံပေါင်းပြီးတော့ထွက်ပြီးတော့သွားပြီအဲ့ဒါသူ့အသက်ကိုမတက်တော့ပါဘူးဆိုပြီးတော့ဘေးမဲ့ပြီးလိုက်တာအသက်လူထူလိုက်တာမဟုတ်လားနော်အဲ့တော့အသက်ဘေးကလွတ်သွားတယ်ဆိုတော့သူဝမ်းသာလိုက်တာဟောအဲ့ဒါဘေးမဲ့လည်းလူထူတာဟုတ်လားနော်အဲ့ဒါကြောင့်မို့တော့ငါးပါးသီလဆောင်သိတဲ့ပုဂ္ဂိုလ်ဟာပေါ့နော်သူ့အသက်မတက်တော့ဘူးဆိုပြီးတော့ဆောင်သိတဲ့ပုဂ္ဂိုလ်ဟာဒီကျန်တဲ့တတ္တဝါတွေရဲ့ပုံမှာအဲ့ဒီလိုဘေးမဲ့အလူကိုလူတန်းရာရောက်တယ်နောက်တစ်ခါသူ့ဥစ္စာကိုခိုးတာစဉ်းစားကြည့်လို့ကိုရက်ွက်ကိုပတ်ဝန်းကျင်ကိုမျိုးမှာနော်ပစ္စည်းဥစ္စာတွေခိုးတဲ့ပုံကိုရှိတယ်ဆိုရင်ဟောကိုတွေဘေးရှိတယ်ရန်ရှိတယ်ကိုပစ္စည်းတွေဘယ်တော့မှပြောင်းမလဲဆိုပြီးတော့ကိုစိတ်သိရနေရတာမဟုတ်လားနော်အဲ့ဒါတော့ဦးဇင်းတို့ဒီနေ့ခေတ်မှာထင်ရှားတယ်မဟုတ်လားနော်ခုဆိုရင်အိမ်မှန်ထားတဲ့ပစ္စည်းတွေပြောင်းလိုက်တာဆိုင်ကယ်တွေပြောင်းလိုက်တာဆိုတော့စိတ်သိရတာမဟုတ်လားနော်
ပေါ်ဝင်းကျင်မှာအဲ့ဒီလိုပုဂ္ဂိုလ်တွေရှိရင်ကိုယ်တို့စိတ်ဆင်းရဲရတယ်နော်အဲ့တော့ခုဆိုရင်ပစ္စည်းတွေကြောက်လိုက်ကြတာအဲ့တော့သီလစောင့်တည်ထားတဲ့ပုဂ္ဂိုလ်ကသူများရဲ့ပစ္စည်းကိုမခိုးတော့ပါဘူးဆိုပြီးတော့စောင့်တည်ထားလိုက်တယ်ကဲအဲ့တော့အဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေအတွက်ပစ္စည်းပြောင်းမဲ့ဘေးရှိသေးသလားဆိုရင်မရှိတော့ဘူးသူ့အတွက်ရန်ရှိသေးသလားဆိုရင်မရှိတော့ဘူးငါပစ္စည်းနဲ့ကိုးမှန်လားဆိုပြီးတော့ကိုယ်စင်းရဲစရာသိသိရဲစရာယုံကြည်သလားဆိုရင်မလိုတော့ဘူးအဲ့ဒါကြောင့်သူတော်ဘာပစ္စည်းကိုမခိုးတော့ပါဘူးဆိုပြီးတော့သီလစောင့်တည်လိုက်တာတတ္တဝါတွေရဲ့ပုံမှန်အဲ့ဒီ၃မျိုးလူရန်ပြီးသားဖြစ်သွားတာစဉ်းစားကြည့်လိုက်တော့ဟုတ်တာပဲနော်ကိုယ့်အတွက်လည်းဘေးမရှိတော့ဘူးရန်မရှိတော့ဘူးကိုယ်စိတ်ဆင်းရဲစရာမလိုတော့ဘူးနော်အဲ့တော့သူတော်ဘာအိမ်ယာကိုမလွင်ကျူးတော့ဘူးနောက်ကမူသားစကားမပြောတော့ဘူးပေါ့နော်မူသားစကားမပြောတော့ဘူးလို့သီလစောင့်တည်ထားတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကဒီပုဂ္ဂိုလ်ငါပြန်လိန်သွားမှလားလက်ပတ်သွားမှလားဆိုပြီးတော့ဘေးမရှိတော့ရံမရှိတော့သိသိရကြမလို့ယုံကြည်ရတော့လို့ဟုတ်တယ်ပေါ့နော်အယက်တိသာမတော်စားတော့ဘူးဆိုတဲ့အဲ့၅ပါးသီလအဲ့ဒါကြောင့်၅ပါးသီလစောင့်သိတဲ့ပုဂ္ဂိုလ်ဟာတတ္တဝါအားလုံးရဲ့အပေါ်မှာအဲ့ဒီ၃မျိုးလူတိုင်းရရောက်သွားတာဟုတ်နော်ဘေးမဲ့အလူကိုလူရရောက်တယ်ရံမဲ့အလူကိုလူရရောက်တယ်နောက်ကကိုယ်စိတ်ဆင်းရဲမှုမရှိခြင်းအလူကိုလူတိုင်းရရောက်ပြီးတော့သွားတယ်အဲ့ဒါကြောင့်မို့ငါးပါးသီလစောင့်သိတဲ့ကိုကဝိရတိဒါနလို့လည်းခေါ်တယ်နောက်ကမဟာဒါနာကြီးကျယ်မြင့်မြတ်တဲ့အလူဒါနလို့လည်းပြောတယ်အဲ့လိုလည်းပြောတာဟုတ်နော်နောက်ကကိုယ်ဦးဇင်းတို့ဆရာတော်ကြီးပြောနေကြတာငါးပါးသီလဟာသီလကုသိုလ်တွေမကဘူးဒါနကုသိုလ်လည်းဖြစ်တယ်ပေါ့နော်ဒါနလူသန်းပြီးတာဖြစ်တယ်နောက်က၅ပါးသီလပရဟိတလည်းဖြစ်တယ်နော်ဘာလည်းဖြစ်တယ်လဲဆိုရင်ပရဟိတလည်းဖြစ်တယ်သူတို့ဘာရဲ့အကျိုးစီးပွားလည်းပါပြီးသားပဲကိုကသူမြဲအသက်မသက်တော့သူ့ဥစ္စာမဖိုးတော့သူတို့ဘာအိမ်ရမလွန်ကျူးတော့ဘူးဆိုတော့ဟောကိုနဲ့ပတ်သက်ပြီးတော့ပုံဝင်းကျင်မှာစိတ်ဆင်းရဲစရာဒုက္ခရောက်စရာမရှိတော့ဘူးလားနော်အဲ့တော့ပုံဝင်းကျင်ရဲ့စီးပွားကိုလည်းပဲကျင့်ပြီးရရောက်တဲ့ပရဟိတလည်းဟုတ်ပါတယ်ဟော၅ပါးသီလအဲ့လိုအကျိုးကြီးတဲ့တရားကိုနော်ဦးဇင်းတို့ကိုကိနဲ့ကြီးလိုက်မယ်ဆိုရင်ပို့ပြီးတော့မှန်တယ်ပေါ့နော်အဲ့ဒါကြောင့်၅ပါးသီလကိုအဲ့ဒီလိုနာမည်နှမျိုးနဲ့ပြောထားတယ်ဝိရတိဒါနလို့လည်းခေါ်တယ်နောက်ကမဟာဒါနကြီးကျယ်မြင့်မြတ်တဲ့အလှူဒါနတတ္တဝါတွေရဲ့ပုံဘေးမဲ့အလှူကိုဘေးလူပြီးသားဖြစ်သွားလို့ကြီးကျယ်မြင့်မြတ်တဲ့အလှူပေါ့အလှူဒါနပြုပြီးသားလည်းဖြစ်သွားတယ်ဆိုပြီးတော့အဲ့ဒီနာမည်နှမျိုးနဲ့ပြောထားတာဟုတ်နော်နောက်တစ်ခါဦးဇင်းတို့ကုရုဓမ္မဇတ်ကိုဦးဇင်းတို့အချင်းချုပ်ပြောလိုက်ကြရအောင်နော်အဲ့ဒီဇတ်တော်မှာကျတော့ကုရုဒ္ဒတရားဝဒ္ဒငကိုဒီမှာကျတော့အဲ့ဒီတိုင်းမှာရှိတဲ့သူတွေက၅ပါးသီလလုံခြုံကြတယ်၅ပါးသီလလုံခြုံတဲ့အတွက်ကြောင့်အဲ့ဒီတိုင်းက၅ပါးသီလရဲ့တကုနဲ့မိုးလေဝသတွေမှန်ကန်တဲ့ယာတိဥရုတွေကောင်းဝင်တယ်မိုးလေဝသတွေမှန်ကန်တဲ့အခါကျတော့သီးနှံတွေလည်းပြည့်စုံတယ်အဲ့ဒီဖြစ်ပေါ်လာတဲ့သီးနှံတွေရတယ်သူကအစီဩဇာနဲ့ပြည့်စုံကြတာဟုတ်နော်အစီဩဇာနဲ့ပြည့်စုံတဲ့အတွက်ကြောင့်တဲ့အဲ့ဒီတိုင်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကသူကသတိကောင်းကြတယ်ဉာဏ်ကောင်းကြတယ်ကျမ်းမာရေးကောင်းကြတယ်နောက်တော့တိုင်းသူပြည်သားတွေကအစာရည်စာနဲ့ပြည့်စုံနေတဲ့အတွက်ကြောင့်အဲ့ဒီတိုင်းပြည်ကလည်းအေးချမ်းပြီးတော့နေတာအဲ့ဒီတိုင်းပြည်ရဲ့အိမ်ကြီးချင်းဖြစ်တဲ့ကာလင်္ဂတိုင်းဒန္တမူရမြို့မှာကျတော့မိုးကောင်ကြီးရှားဖြစ်ပြီးတော့နေတယ်အဲ့တော့မိုးကောင်ကြီးရှားတဲ့အခါကျတော့သီးနှံတွေပြည့်စည်တယ်သီးနှံတွေပြည့်စည်တော့အစာအသောက်တွေရှားပါတာဟုတ်နော်အစာအသောက်တွေဈေးကြီးတွေရှားပါကြတယ်ဟိုအဲ့ဒီကကျတော့တိုင်းပြည်မှာဒုက္ခရောက်ကြတာဟုတ်နော်အစာရည်စာတွေပြည့်ကြတယ်မရှိတဲ့သူတွေကခူးကြတယ်လို့ကျန်တဲ့လူစိတ်တွေကပါလာကြတာဟုတ်အဲ့ဒီကကျတော့တိုင်းသူပြည်သားတွေအကုန်လုံးစူပြီးတော့မင်းရင်ပြင်သွားပြီးတော့မင်းကိုပြောကြတာတိုင်းပြည်မှာမိုးကောင်ကြီးရှားဖြစ်နေတယ်အဲ့တော့မင်းကြီးတခုခုလုပ်ပြီးပါဆိုပြီးတော့တိုင်းသူပြည်သားတွေကသွားပြီးတော့ဆန္ဒပြကြတာဟုတ်နော်အဲ့ဒီကကျတော့မင်းကြီးကလည်းသူတို့ရဲ့သုံးသပ်အတိုင်းပေါ့နော်သူတို့ကျင့်ဝတ်တွေလုပ်တယ်အဲ့တော့မိုးမိပါဘူးအဲ့တော့သူတို့စုံစမ်းကြည့်လိုက်တဲ့အခါကျတော့ငါတို့ရဲ့အိမ်ကြီးချင်းဖြစ်တဲ့ကုလူတိုင်းကာလင်္ဂမြို့မှာတော့မ
မိုးရွာတယ်အဲ့တော့သူတို့ဘာဖြစ်လို့မိုးရွာတာလဲလို့သုံးသပ်လိုက်တော့အဲ့ဒီမြို့မှာစင်ပြူတော်ကြီးရှိတယ်အဲ့ဒီစင်ပြူတော်ကြောင့်မိုးရွာတာနေမှန်ကဲတို့အဲ့ဒီစင်ပြူတော်ကိုသွားပြီးတော့အလူခံရအောင်ဆိုပြီးတော့သူကစင်ပြူတော်ကိုသွားပြီးတော့အလူခံရတယ်အဲ့တော့အဲ့ဒီမှာရှိတဲ့ဦးဇင်းတို့ဘုရားတော်ကစင်ပြူတော်တူလိုက်တာအဲ့တော့အဲ့ဒီကာလိကာတိုင်းမှာစင်ပြူတော်ကြီးရောက်လာတော့လေမိုးကမရွာဘူးနော်အဲ့တော့စင်ပြူတော်ကြောင့်မိုးရွာတာမဟုတ်ဘူးအဲ့တော့တက်ပြီးတော့စုံစမ်းကြအောင်ဆိုပြီးတော့စုံစမ်းတဲ့အခါကျတော့အဲ့ဒီကုရုတိုင်းမှာကုရုတိုင်းသူတိုင်းသားတွေကျင့်သုံးတဲ့ကုရုဓမ္မတရား၅ပါးဆိုတာရှိတယ်အဲ့တော့သူတို့ကအဲ့ဒီတရားကိုကျင့်သုံးလို့မို့အဲ့ဒီတိုင်းမှာမိုးလေဝသမှန်ကန်ပြီးတော့တိုင်းပြည်အေးချမ်းတာပေါ့နော်အဲ့တော့တွားပြီးတော့အဲ့ဒီတရား၅ပါးကိုတွားပြီးတော့ဥကြည်ကြဆိုပြီးတော့ခိုင်းလိုက်တာပေါ့နော်အဲ့ဒီမှာသူကကုရုတိုင်းကိုတွားပြီးတော့ကုရုဓမ္မလို့ခေါ်တဲ့၅ပါးသီလတရားကိုရွှေပေမှာရေးပြီးတော့ကူးလာကြတယ်ကူးလာပြီးတော့အဲ့ဒီတရား၅ပါးကိုကာလိကတိုင်းမှာလည်းကျင့်သုံးလိုက်တာနော်ကာလိကတိုင်းမှာလည်းယာတိဥရုတွေမှန်ကန်ပြီးတော့တိုင်းပြည်အေးချမ်းပြီးတော့သွားတယ်အဲ့လိုသာကားရှိတာဟုတ်နော်အဲ့ဒါကြောင့်ခုခေတ်ပညာရှင်တွေပြောကြတာဆို၅ပါးသီလလုံခြုံရေးကိုကကဘာကြီးအေးချမ်းနိုင်တယ်အဲ့လိုပြောတာဟုတ်နော်ဥမာစဉ်းစားကြည့်ဖို့သူ့အသက်တော့သူတို့ကဥစ္စာမခိုးတော့ဘူးဆိုမှတော့စစ်တွေလည်းဖြစ်เสียမလိုတော့ဘူးเนาะလက်နဲ့တွေထိုးเสียမလိုတော့ဘူးအဲ့တော့ဘာကြီးအေးချမ်းပြီးတော့သွားနိုင်တယ်အဲ့ဒါလည်းဟုတ်တာပဲเนาะနောက်တစ်ခါ၅ပါးသီလရဲ့အစွမ်းကြောင့်เนาะမိုးလေဝသတွေမှန်ကန်ဇာတိဥရုတွေကောင်းဝင်ပြီးတော့အဲ့ဒါကအဲ့ဒီတိုင်းပြည်လည်းအေးချမ်းပြီးတော့သွားနိုင်တယ်အဲ့လိုပြောတာဟုတ်เนาะဒီနေ့တော့ဦးဇင်းတို့တိုင်းပြည်ရဲ့၅ပါးသီလလည်းဘယ်လိုတော့ကိုလိုဆင်းရဲဒုက္ခတွေရောက်နေကြတာမလားเนาะအဲ့တော့အကုန်လုံးမတက်နိုင်တော့မှကိုယ့်ရဲ့တရားစီလို့เนาะ၅ပါးသီလလုံခြုံအောင်ကြိုးစားကြရတယ်အဲ့ဒါဆိုရင်ပေါ့เนาะလူတိုင်းတပြေးပြေးနဲ့၅ပါးသီလလုံခြုံတဲ့ပုဂ္ဂိုလ်တွေများလာရင်တော့တိုင်းပြည်ကြီးကအေးချမ်းပြီးတော့တွားနိုင်တာပေါ့เนาะအဲ့တော့ရှင်းတော့ကအဲ့လိုကုလူတိုင်းရဲ့ကာလိကတိုင်းမှာတော့၅ပါးသီလလုံခြုံတဲ့အတွက်ကြောင့်မိုးလေဝသမှန်ကန်ယာတိဥရုတွေကောင်းဝင်ပြီးတော့အဲ့ဒါတော့အေးချမ်းပြီးတော့တွားတဲ့တာရကရှိတဲ့အကြောင်းအဲ့ဒီဇတ်တော်တွေမှာအဲ့ဒီလိုပြတာဟုတ်เนาะနောက်တစ်ခါအဲ့ဒီကုလူတိုင်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့၅ပါးသီလလုံညတာလဲဆိုတော့အဲ့ဒီကုလူတိုင်းမှာရှိတဲ့သူတွေကမြောင်ကျွန်းကလာတဲ့ပုဂ္ဂိုလ်တွေဘေကလာတဲ့ပုဂ္ဂိုလ်တွေလဲဆိုရင်မြောင်ကျွန်းကလာတဲ့ပုဂ္ဂိုလ်တွေဦးဇင်းတို့ကဘာဟုအစလုံးကမန္တာလူစစ်ကြောဝိမင်းကြီးကသူ့ရဲ့စัจ जा ယရနာနဲ့သူကလေးကျွန်းလုံးကိုလှည့်တာလှည့်တဲ့အခါကျတော့မြောင်ကျွန်းရောက်တဲ့အခါကျတော့မြောင်ကျွန်းကနေပြီးတော့မြောင်ကျွန်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကတောင်ကျွန်းဆိုတာကဖရာမြစ်စီကဗုဒ္ဓအရိယတောင်ကတွေပေါ်တဲ့အရာနော်ဖရာရဲ့လေတော်ကမဲတော်စัจ जा ဝိမင်းတွေပေါ်တဲ့အရာအဲ့တော့တောင်ကျွန်းဆိုတာကတာယာတယ်တောင်ကျွန်းကပြောစရာကောင်းတယ်လို့ပြောတယ်အဲ့တော့မတို့တောင်ကျွန်းကိုလိုက်ကြည့်အောင်မယ်ဆိုပြီးတော့မြောင်ကျွန်းကသူတွေကအဲ့ဒီမန္တာတုစัจ जा ဝိမင်းကြီးရဲ့စัจ जा ယရနာနဲ့ဦးဇင်းတို့တောင်ကျွန်းကိုလိုက်လာကြတာပဲတောင်ကျွန်းကပြောစရာကောင်းတယ်ဆိုပြီးတော့လိုက်ကြည့်ကြတာနော်အဲ့တော့သူတို့ရောက်ပြီးတော့မကြခင်မှာမန္တာတုစัจ जा ဝိမင်းကြီးကနဲ့ရွာဆန်ပြီးတော့သွားတယ်နဲ့ရွာဆန်တဲ့အခါကျတော့စัจ जा ဝိမင်းကြီးနဲ့ရွာဆန်ပြီးလို့ဖွင့်နေရပြည့်ရင်သူ့ရဲ့စီးစိမ်ဥစ္စာတဘိုးတွေအကုန်ပြောက်သွားတယ်နော်အဲ့တော့သူ့ရဲ့စัจ जा ယရနာလည်းပဲပျောက်ပြီးတော့သွားတယ်အဲ့တော့မြောင်ကျွန်းသားသူတွေကမြောင်ကျွန်းပြန်เสียရင်မရှိတော့ဘူးပြန်လို့မရတော့ဘူးဖြစ်သွားတော့အဲ့ကကျတော့မြောင်ကျွန်းမှာရှိတဲ့သူတွေကနောက်တက်လာတဲ့သားတော်မင်းကိုကဲငါတို့လည်းပြန်လို့မရတော့အဲ့တော့ငါတို့နေရာတစ်ခုပေးပါဆိုပြီးတော့နောက်တက်တဲ့သားတော်မင်းကိုနေရာတစ်ခုသွားပြီးတော့တောင်းကြတာအဲ့ဒီကကျတော့ဦးဇင်းတို့မြောင်ကျွန်းကိုပါဠိလိုဘယ်လိုခေါ်ရလဲဆိုတော့မြောင်ကျွန်းကိုပါဠိလိုကဥစ္စရကုရုနော်ပြောကြည့်ဘယ်လိုခေါ်ရလဲဆိုရင်ဥဒ္ဒရာကုရုတဲ့ဥဒ္ဒရာဆိုတာမြောက်အရက်ဒါမှမဟုတ်မြတ်တော်လို့လေသူကအနေရတယ်နော်မြတ်တော်ဒါမှမဟုတ်လေဥဒ္ဒရာဆိုတာမြောက်အရက်ကုရုဆိုတာကကျွန်းနယ်တယ်နော်အဲ့တော့နှစ်ခုပေါင်းလိုက်တော့ဥဒ္ဒရာကုရုဆိုတာမြောက်ဘက်မှာရှိတဲ့ကျွန်းတနည်းပြောရင်မြတ်တော်ကျွန်းအဲ့ဒါဥဒ္ဒရာကုရုဆိုတာမြောက်ကျွန်းရဲ့နာမည်ပေါ့နော်အဲ့တော့မြောက်ကျွန်းကလာတဲ့သူတွေကိုဥဒ္
တရာဆိုတဲ့စကလုံးဖြုတ်ပြီးတော့နာမည်ပေးလိုက်တာအဲ့ဒါကုရုတိုင်းဘာတိုင်းလဲဆိုရင်ကုရုတိုင်းအဲ့တော့ကုရုတိုင်းဆိုတာမြောင်ကျွန်းကလာတဲ့သူတွေနေတဲ့အချက်ကိုနော်အဲ့တော့သူတို့ကမြောင်ကျွန်းမှာရှိတဲ့သူတွေက၅ပါးသီလလုံခြုံကြတယ်အဲ့တော့အဲ့ဒီအကျင့်တွေပါပြီးတော့ဒီကုရုတိုင်းကသူတွေက၅ပါးသီလလုံခြုံကြတာအဲ့ဒါသူတို့ကမြောင်ကျွန်းကလာတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်၅ပါးသီလလုံခြုံကြတာနော်အဲ့တော့သူက၅ပါးသီလလုံခြုံတဲ့အတွက်ကြောင့်သူကအကျိုးအဆက်ဆက်သွားတာပေါ့နော်၅ပါးသီလလုံခြုံတော့မိုးလေဝသတွေမှန်ကန်တယ်၊ယာတိဥရုတွေကောင်းမွန်တယ်။နောက်ကမိုးလေဝသတွေမှန်ကန်ယာတိဥရုတွေကောင်းမွန်တော့အဲ့ဒီမှာသီးနှံတွေကပြည့်စုံတယ်ဖြစ်တဲ့သီးနှံတွေကအစီဩဇာတွေပါတယ်ဟောအကြောင်းအကျိုးဆက်သွားတာကနော်အစီဩဇာနဲ့ပြည့်စုံတယ်အဲ့ဒီကကျတော့အဲ့ဒီလိုအစီဩဇာနဲ့ပြည့်စုံတဲ့အစာအာဟာရတွေကိုစားရတဲ့အတွက်ကြောင့်အဲ့ဒီကုရုတိုင်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကတတိကောင်းကြတယ်ဉာဏ်ကောင်းကြတယ်နော်ဘာတွေကောင်းကြတယ်ဆိုရင်တတိကောင်းကြတယ်ဉာဏ်ကောင်းကြတယ်နောက်ကကျမ်းမာရေးလေးပဲကောင်းကြတယ်အဲ့တော့တတိတို့လူအကျိုးတွေကဆက်သွားတာကနော်၅ပါးသီလလုံတဲ့အတွက်ကြောင့်တတိကောင်းတယ်ဉာဏ်ကောင်းတယ်အဲ့တော့ကျမ်းမာရေးလေးကောင်းကြတယ်အဲ့ဒါကြောင့်ဦးဇင်းတို့ဘုရားရှင်ကမဟာတတိပဋ္ဌာန်းတို့ပဋိစ္စသမုပ္ပါအစရှိတဲ့ခက်ခဲနေနေတဲ့တရားတော်တွေကိုဟောတဲ့အခါကျတော့အဲ့ဒီကုရုတိုင်းမှာသွားပြီးတော့ဟောတယ်။ဘာဖြစ်လို့လဲဆိုတော့ခုနကကုရုတိုင်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကတတိကောင်းကြတယ်၊ဉာဏ်ကောင်းကြတယ်လို့လားနော်။အဲ့တော့တတိကောင်းတော့တရားတွေကိုမှတ်မိနိုင်တယ်၊ဉာဏ်ကောင်းတော့တရားတွေကိုနားလည်နိုင်တယ်။အဲ့ဒါကြောင့်မို့လို့ဦးဇင်းတို့ဘုရားရှင်ကခက်ခဲနေတဲ့တရားတော်တွေကိုဟောမယ်ဆိုရင်များသောအားဖြင့်အဲ့ဒီကုရုတိုင်းမှာသွားပြီးတော့ဟောပါတယ်။ဟောအဲ့ဒါ၅ပါးသီလရဲ့အကျိုးဆက်ဆက်ပဲလို့လားနော်၅ပါးသီလအဲ့တော့၅ပါးသီလရဲ့အကျိုးတရားကြောင့်အဲ့ဒီကုရုတိုင်းနဲ့ကာလင်္ကာတိုင်းမှန်တော့နော်အဲ့ဒါအေးချမ်းပြီးတော့သွားတဲ့တာရကရှိတယ်နော်နောက်တစ်ခါဦးဇင်းတို့ဒီဓမ္မပါဠဇက်မှန်ကျတော့အဲ့ဒီဓမ္မပါဠရွာမှန်နေတဲ့ပုဂ္ဂိုလ်တွေကအသက်120မပြည့်ပဲနဲ့မတိကြဘူးတဲ့အကုန်လုံးအသက်120ရှိကြတာဒါအလုံးကြောင်းကြတယ်မို့လားနော်အဲ့ဒီမှာဘုရားတော်ပုံနာကြီးကရောက်သွားပြီးတော့သွားမေးတာပေါ့နော်တင်တို့ရွာကလူတွေကအသက်ရှိလိုက်တာအဲ့တော့ဘာတရားကျင့်သုံးလို့လဲသူတို့ပြောတာအခြားတရားမဟုတ်ပါဘူးတဲ့နော်ဘာတရားလဲဆိုတော့၅ပါးသီလနော်ဘာတရားလဲဆိုရင်၅ပါးသီလပါပဲ၅ပါးသီလကျင့်သုံးလို့မို့အဲ့ဒီဓမ္မပါဠရွာမှာရှိတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးဟာအသက်120ရှိကြတယ်အဲ့တော့ဦးဇင်းတို့အဲ့ဒီတောင်ပေါ်လေးကလိုက်ကြည့်လိုက်ပါဦးနော်ကိုရှိကဘာရာနတိဓမ္မပါဠရွာသားတို့သည်သွေ90အသက်ရှိသည်ဘေတရားကျင့်ကြပါသည်ကိုရှိကဘာရာနတိဓမ္မပါဠရွာသားတို့သည်သူ90အသက်ရှိသည်ငါသီလကျင့်ကြပါသည်တို့ငါးပါးသီလကျင့်တဲ့အတွက်ကြောင့်အသက်ရှိကြတာအဲ့တော့ခရီးဦးဇင်းတို့ကငါးပါးသီလရဲ့အကျိုးတရားပေါ့နော်တော်တလင်းလာပြီးဒီဂရုဓမ္မအခါတော်နိဗ္ဗာန်အဲ့ဒါ၅ပါးသီလရဲ့အကျိုးတရားကိုပြောပြလိုက်တာနော်ခုန၅ပါးသီလဝိရတိဒါနလို့လည်းပြောတယ်မဟာဒါနကြီးကျယ်မြင့်မြတ်တဲ့အလှူဒါနလို့လည်းပြောတယ်၅ပါးသီလဆောင်တဲ့တတ္တဝါအားလုံးရဲ့ပုံမှာဘေးမဲ့အလှူကိုလည်းယူပြီးသားဖြစ်တာဟုတ်နော်နောက်တစ်ခါကုရုတိုင်းလို့ကာလင်္ကာတိုင်းလို့မှာ၅ပါးသီလကျင့်သုံးတဲ့အတွက်ကြောင့်အဲ့မှာဘိုးလီဝဒမှန်ကန်ပြီးတော့ယာတိဥရုတွေကောင်းမှပြီးတော့အဲ့ဒီတိုင်းပြည်တစ်ခုကအေးချမ်းပြီးတော့တွားကြတာဟုတ်နော်နောက်တော့၅ပါးသီလရဲ့အကျိုးဆက်ကြောင့်အဲ့ဒီဥရုတိုင်းလို့ကာလင်္ကာတိုင်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကတတိကောင်းကြတယ်ဉာဏ်ကောင်းကြတယ်ပေါ့နော်ကျမ်းမာရေးတွေကောင်းကြတယ်ဆိုဆက်ပြီးတော့တွားတာဟုတ်နော်နောက်တော့ဓမ္မပါဠရွာမှာရှိကြတဲ့ပုဂ္ဂိုလ်တွေကအသက်120ရှိတာဘာကြောင့်လဲဆိုတော့၅ပါးသီလကျင့်သုံးတဲ့အတွက်ကြောင့်ဆိုပြီးတော့ဦးဇင်းတို့အကျိုးတရားကိုပြောပြပါတယ်နော်အဲ့တော့၅ပါးသီလ
လုံရင်ကိုပါကျန်တဲ့တရားတွေခဏထားလိုက်အောင်နော်လူသားတွေငါးပါးသီလလုံခြုံရင်ကိုကဘာကြီးငြိမ်းချမ်းပြီးတော့သွားနိုင်တယ်ဆိုတဲ့အကြောင်းဦးဇင်းတို့အဲ့ဒါလေးပြောပြပါမယ်နော်အဲ့တော့ယနေ့တရားနာနေကြတဲ့ပရိသတ်အားလုံးတယောက်ချင်းစီကိုနော်ငါးပါးသီလတရားကျင့်သုံးယူကဘာကြီးငြိမ်းချမ်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲဒီနေ့မိမိတို့ပြုကြတဲ့ဥပဒေယောဂီများကျွေးမွေးတဲ့ကုသိုလ်နောက်ကတန်ဃာတော်ရှင်သူများအာယုံသွဲနေသွဲချူဝဲသာရှိသူချင်းတက်ကလူတန်းတဲ့ကုသိုလ်နောက်ကသာဝရအသွမ်းပရိသတ်နဲ့လူတန်းတဲ့ကုသိုလ်ဝါလူသင်္ကန်းတက်ကလူတန်းတဲ့ကုသိုလ်တရဏဂုံသီလစောင့်တည်တဲ့ကုသိုလ်ပေါ့နော်အစာရှိသူချင်းဒီမိမိတို့ပြုတဲ့ကုသိုလ်ပေါင်းမှုအဆူဆူတွေအကုန်လုံးကိုရည်စက်ချအမျှဝေရအောင်ကဲရည်စက်ခွဲကိုင်းပြီးတော့အာယုံလိုက်ဆိုကြမယ်ပေါ့နော်ဣဒံမေဘုညေအဘဝကေယအဝဟေဝတုရှင်ပေယဝိရောရုတိအလုံးစုံသောဝိသေယမှာကျောင်းရောက်ရာဖြစ်သောဘုဗံကိုညမောပြုပါရခြင်းအကျိုးငါဒီမန်းကြ၍သရဏဂုံသုံးပါးနှင့်တပါးဖြစ်ပါသောဒီလတော်မြတ်တို့ကိုကျင့်သုံးခံယူသောတည်ပြီးလျင်ဒီပေါ်မြတ်သောလူဘပစ္စည်းတို့ကိုလူကမ်းကြပါကုန်၏အရှင်ဘုရားသုမတပါဥပုသ္တေယောဂီတို့အားမွန်မြတ်သောသာသောဘွေရာတို့ဖြင့်ဧကံပြုဝေကြပါကုန်၏အရှင်ဘုရားသုမတပါသာဝရကုသိုလ်ဖြစ်သောသံဃရိတာဖြင့်ဝါလူသင်္ကန်းတို့ကိုသက်ကချင်းစာသောကုသိုလ်တို့ကိုသုသာအားထုတ်ပြုလုပ်ကြပါကုန်၏အရှင်ဘုရားဒီကောင်းမှုအသုစုသည်နိဗ္ဗာန်ဤအထောက်အပံ့ဖြစ်ပါစေတည်းဒီကောင်းမှုအသုစုဤအဖို့ပါကဟောယခုဘဝဒီဘဝတို့ကကိုယ်ရကြသောမိဘဘုရားသူတို့မိတ်ဆွေဆရာသမားတို့အား၎င်းသူသောနဲ့ကိုအစာထား၍သုံးတဲ့သူပေါ်အလုံးစုံနာသင်လေကြကုန်သောသတ္တဝါပေါင်းတို့အား၎င်းအမြအမြပြုဝေကြပါကုန်၏သို့သတ္တဝါပေါင်းတို့သည်ကုသိုလ်ကောင်းမှု၏အဖို့ပါကဟောအညီအမြရရှိကြ၍ကိုယ်စိတ်နှပြသံသာကြသည်ရှိကြပါစေသော